ပါရှင်တရှိเจ้าတော်နေမှာကြိုဆိုလိုက်ပါတယ်ဒီရှင်ထဲကနေပြည့်သက်များအတွက်ဇလံကောင်းများစွာကိုတင်ဆက်ပေးနေပါတယ်ဒီနေ့မှာတော့စာရေးစရာကျဲမြတ်တီစာရဲ့ကိုလောင်ကွေရွာဆိုတဲ့ဇလံလေးကိုတင်ဆက်ပေးတော့မှာဖြစ်ပါတယ်ဇလံလေးမစတင်ခင်မှာတော့ကျမတို့ရဲ့ရှင်ထဲကို like and subscribe လေးလုပ်ပေးဖို့တောင်းဆိုချင်ပါတယ်အားလုံးကိုကျေးဇူးတင်ပါညနေနေဝင်စားချိန်အဖြူအစိမ်းယူလီဖောင်းကိုဝတ်ဆင်ထားတဲ့လူငယ်တယောက်အညာဒေသရဲ့တော်လန်လေးတစ်ခုဖုံများတထောင်ထားသည့်အထိပြေးလွှားနေရရှိဒီလူငယ်ကမကြသေးမီအချိန်လေးအတွင်းကသွေးပြက်စီယာထိတ်လန့်မှုတစ်ခုကိုကြုံတွေ့ခဲ့ရဟန်တူတယ်သူ့ရဲ့စပင်ခန္ဓာကိုယ်အမွှေးမြင်များလေးအကြောက်တရားကြောင့်ဖြစ်ပေါ်လာတဲ့ကြက်သိန်းလုံးများနဲ့ပြည့်နှက်နေနှစ်ဖူးလေကုတ်နားတဲ့ဆက်မှာစီးကြလာတဲ့ရွှေစီများလူငယ်ဝစ်ဆင်ထားတဲ့အဖြူရောင်အင်ဂျီမှာလည်းအသားဆိုင်များနဲ့ထိတွေ့လိုက်တာရွှေများဖြစ်လုံးလေးအကွက်ကြီးများဖြစ်ပေါ်နေထိုးသွပြေးလွှားနေရင်မှလူငယ်ကမျက်လုံးပြူမျက်စံပြူနဲ့နောက်သို့တစ်ချက်လှည့်ကြည့်လေထိုးသွလှည့်ကြည့်လိုက်တယ်လေသူဤနောက်မှရှေးဟောင်းအဝတ်စားဝတ်ဆင်လျက်သပင်ဖားလာရှာမိန်းမတယောက်ထက်ချက်မကွာလိုက်နေနောက်မှလိုက်၍နေသည်ကိုထိုမိန်းမလူငယ်ဦးတဲ့ပြေးလွှားလိုက်နေခြင်းမျိုးမဟုတ်ပဲနဲ့တရွတ်လေပေါ်မှာမျောလွင့်နေသည့်အတိုင်းတငွေတရိပ်ဖြင့်ရင့်မျောလျက်လိုက်ပါနေခြင်းမျိုးဖြစ်တယ်ဒါကြောင့်ဒုစစ်စီခြေလျားတဲ့ရှိရထိုမိန်းမဤစပင်ကလေပေါ်မှာတပြိုင်နဲ့နှဲ့ရိမ့်နေအထူးခြားဆုံးအချက်ကထိုမိန်းမ၏အနောက်ကနေလူသေးများထည့်သွင်းထားတဲ့မြုပ်နှံလျက်ရှိရဲ့အနက်ရောင်ခေါင်းတလိုက်တစ်လုံးကထက်ချက်မကွာပါရှိနေရပဲဖြစ်တယ်။ပတ်ဝန်းကျင်ကညီကိုမတိတတိအချိန်ကိုကြော်လွန်နေပြီးအမှောင်တူတို့ဖုံးလန်းလာတယ်။ရှေ့မှာပြေးလွှားနေသောလူငယ်ကခြေလမ်းများအိုင်းအင်ကုန်ခန်းလာသည်နှင့်မျှအချိန်လျှော့၍လာတဖြည်းဖြည်းရိုင်နဲ့လာပြီးဟာထိုကဲ့သို့အပြင်းအထန်ပြေးလွှားနေချိန်မှာပဲလူငယ်ကလှဲပင်းရာတစ်ခုအတွင်းရှေ့လျှော်ကြပြီးတော့မြေပေါ်ဟက်ရထိုးကျသွားတော့ဟာထို့သို့ဒလိတ်ကောက်ကွေးလဲကျသောလူငယ်ကိုကြည့်ကနောက်မှလိုက်လာသောမိန်းမဆူရှား၍ကြောစိတ်ဖွယ်ရာကောင်းလာသောအတန်နှက်ကြီးဖြင့်သဘောကျစွာရင်မောလိုက်တယ်လာတရှမ်းဘက်နှင့်အပြိုင်ထွက်ပေါ်လာသောသွေးပြတ်ထိတ်လန့်ဖွယ်ရာထိုရီမောတန်ကြီးကြောင့်လမ်းဘေးဝဲရာရှိရှုံတွေများအတွင်းမှတောကောင်ငယ်လေးများလန့်ဖြန့်ကပြေးထွက်သွားကြတာ1996ခုနှစ်ဂျွန်လမှန်းညွှန်လျှောက်သွေ့နေတဲ့ရာသီစက်ဝန်တစ်ခု၏ညနေဆောင်ရှင်စကိုင်းအတိုင်းအထက်ပိုင်းနှင့်အောက်ပိုင်းကိုဆက်သွယ်ထားတဲ့မဟာဗျူဟာလမ်းမကြီးပေါ်တွင်လေယာဉ်ပြန်ရင်လိုင်းတစ်စိတ်တက်တိုယိုတာဟိုက်လက်ကားလေးတစ်စီးရှိရဲ့ဒေသခီးသည်များကိုတင်ဆောင်၍အရှိန်မြင့်မောင်းလင်လျက်ရှိရဲ့ထိုဟိုက်လက်ကားလေးကတစ်ခုသော3ကန်ပုံသဏ္ဍာန်လမ်းဆောင်အရောက်မြို့သစ်သို့19မိုင်ဟုရေးသွင်းထားတဲ့လမ်းညွှန်ဆိုင်းပုဒ်လေးညွှန်ပြရာဘက်ကိုရှို့ကွေ့ဝင်ရောက်သွားတယ်ထိုလမ်းလေးရဲ့ဝင်ချင်းအစသည်ကမဟာဗျူဟာလမ်းမကြီးနှင့်များစွာကွာခြားတယ်လမ်းကကားနှစ်စီးလွတ်အောင်ရှောင်၍မရဘူးကျင်းတယ်ကြက်တယ်အကွေ့ဝိုက်များတယ်တောင်ကြားလမ်းကိုပတ်ပြီးတော့သွားရတယ်မျက်ကွယ်အကွေ့ဆိုလို့ရှိရင်ဟွန်းကိုဒလဆက်တီးပြီးတော့မှတစ်စီးနှင့်တစ်စီးချောင်တိုင်းရင်လည်းနှစ်စီးစလုံးကတက်ဆိုင်ရလမ်းကျော်အတိုင်းကားဘိန်းတစ်ဖက်စီကိုလမ်းပေးချပြီးတော့ရှောင်တိုင်းရတယ်လမ်းတစ်ချောင်းဂျိုက်ကွက်တွေပေါ်တယ်တချို့နေရာတွေကတောင်ကျတွေဖြတ်တန်းစီစဉ်ထားတယ်လမ်းတွေကပြက်နေတယ်မြေသားလမ်းကတ္တရာလမ်းကရောထွေးနေပြီးသို့တော့အချို့ထိုအရာကအမြင်မဟုတ်ဘူး9မိုင်ခန့်မှဝင်ပြီးတိတ်မကြဘူးကျန်းကွက်များကင်းဝေးသွားတယ်လမ်းကပြေးသွားတယ်ရင်အသွားလာကျဲတော့လမ်းမကြီးသည်မဟာဗျူဟာလမ်းမကြီးနဲ့မြို့သစ်အမည်ကမြို့မကြတော့မကြမြို့ကလေးစီတို့သာတီးတန်းဖောက်လုပ်ထားတဲ့ဒေသခံအိမ်စီကားများနဲ့တနည်းနှစ်ကြိမ်သာအချိန်မှန်ထွက်လိရှိတယ်လေရင်ပြန်တစ်စိမ့်ရင်လိုက်မှကားနှစ်စီးဖြတ်သွားဖြတ်လာရှိရဲ့တခါတရံမှသာလမ်းမပေါ်၌စီဖို့ရင်များနဲ့ဖျားဖို့ကားများကုမ္ပဏီရောင်းကားများကိုမြင်တွေ့နိုင်လိရှိရဲ့ထိုကြောင့်တောင်ပတ်လမ်းကိုကျော်၍မိုင်အနှဲငယ်မောင်းသည်နှင့်တပြိုင်နက်ရင်မောင်းသည့်၎င်းကားများကိုလွတ်လပ်စွာအရှိန်တင်မောင်းနှင်နိုင်ပြီဖြစ်တယ်ယခုလည်းထိုနေရာကိုကျော်လွန်လာပြီးဖြစ်ရာရှင်းလင်းနေတဲ့လမ်းကြောင်းမြို့သစ်ကိုဥတည်နေတဲ့ဟိုက်လက်ကားလေးမှာဇောင်းမလွတ်သည့်မြင်းပမာအရှိန်နှင့်စတင်မောင်းလင်လေတော့လမ်းနေရန်ပေရှိလူတရက်မြင့်မြင့်မားနေတဲ့ကိုင်းပင်များကားစီမှတိုက်ရိုက်ထုတ်လွှတ်သောလေကြောင်းမှမကောင်းဆိုးဝါးများနှင့်ကွတ်မြူးနေသည့်ပမာထိုလိုင်းကားကိုမောင်းနှင်လာသူဒရိုက်ဘာလေးလူလက်ပိုင်းအရွယ်ဖြစ်တယ်သူကနှစ်ပေါက်အောင်တိုက်ရှစ်စီကြောခြင်းမရှိတဲ့၎င်း၏ကားအတွင်းမှာကြောမီကိုမိ
ကျောမီကူရှင်ကိုမိထားရင်ရေဒီယိုမှလာနေတဲ့သရှင်ကိုကီးမဝင်အတန်မမှန်အတန်သေးအတန်ကြောင်ဖြစ်လိုက်ကဆိုနေထိုနေ့ကရေဒီယိုမှလာနေတဲ့သရှင်သေးတန်ရှင်လွှမ်းမိုး၏သရှင်များဂျွန်လာသည်အဆိုတော်လွှမ်းမိုး၏မွေးလာဖြစ်သည်ဖြင့်ရေဒီယိုမှလွှမ်းမိုး၏သရှင်တွေကြီးတိုက်ရိုက်လွှင့်ပေးနေစုပ်ပြတ်နေတဲ့လှိုင်းလုံးအားပရင်းပေါက်မှတိုးဝင်လာတဲ့ပူဆက်ဆက်လီလုံးများကြောင့်ရေဒီယိုမှထွက်လာတဲ့သရှင်တန်သည်တည်ငြိမ်ခြင်းမရှိအတန်မှာတိုးသွားလိုက်ကျဲသွားလိုက်ဖြစ်နေတဲ့တခါတရံဖွင့်ထားတဲ့ရေဒီယိုလိုင်းကတခြားရေဒီယိုလိုင်းများနှင့်ညှိ၍စပီကာမှထွက်သောအတန်များလုံးထွေးသွားတယ်တချက်အတန်ပြောက်သွားတယ်ထိုကဲ့သရှင်တန်ပြောက်သွားသည့်အချိန်မှာရေဒီယိုစပီကာမှထွက်လာသောကြစ်အတန်ကဆိုးရွားလွန်လှ၏ထိုအတန်မှမကြာခင်သေဆုံးတော့မည့်ပုထုဇဉ်ရင်ခွဲတစ်ကောင်၏နောက်ဆုံးအသက်ထွက်မတိုင်မီနာကျင်စွာအော်ဟစ်လိုက်သောအတန်နှင့်ပင်ခပ်ဆင်တူပေရဲ့ကိုပေါရဲ့အုတ်ဂူလေးတို့ရွာအပြင်မှာရှိတယ်ကြစ်သရှင်လေးနားထောင်ရင်အားလုံးမှတ်ကြကွယ်ကြစ်ရေဒီယိုမှအသံ Highlight Driver ၏ပြတတန်းနှံတတန်းအသံနှင့်ပေါင်းစပ်သွားပြီးနောက် Driver ခုံနှင့်ကပ်လျက်ခရီးသည်များခုံ၌လိုက်ပါလာသောခပ်ဝဝမိန်းမကြီး၏နားစီအတွင်းကြက်သရေမဲ့စွာတိုးဝင်သွားလေ။ဆိုးဝါးလှသောအသံကြောင့်နှင့်ပါတိတ်ဝမ်းစဝတ်ထားသောမိန်းမဝဝကြီးမှာ၎င်း၏ညာဘက်ဘေးရှိ Driver ကိုမျက်စောင်းထိုးကာကြည့်လေ။အုံးမြင့်ရင်နင့်နယ်ကြက်သရေမရှိတဲ့။ဘာမရှိလို့တုန်းတဲ့။ကားမောင်းနေတုန်းဘလို့သရှင်းတွေဖွင့်နေရလဲ။အုတ်ဂူတွေရောသေတာတွေရောတဲ့။ခရီးသည်တင်လိုင်းကားနဲ့အမြဲလိုက်ပါတတ်တဲ့ Driver နဲ့ရင်းနှီးနေကြမှုထင်၏ခပ်ဝဝမိန်းမကြီးက Driver ၏နာမည်ကိုခေါ်၍ပြောတယ်။ Driver မှာမိန်းမကြီးဘက်ကိုလှည့်ပြီးသွားများပေါ်အောင်အထိပြုံးပြလေရဲ့။အသားမဲမဲမျက်ပေါက်ချင်းချင်းပါးစပ်ပြဲပြဲနှင့်ငကိုမူလရုပ်ခံကကြည့်ရဆိုးလာသော Driver ၏မျက်နှာမှာရဲမောလိုက်ကမှကွန်းကျိုးတက်နေတဲ့သွားများကြောင့်ပိုမိုအကြီးတန်းသွားတယ်။ရေဒီယိုကလာတာလေတဲ့မဆက်ရီမရဲ့ကျုပ်ဖွင့်တာမှမဟုတ်ပဲလမ်းမဘက်သို့ပြန်ကြည့်ရင် Driver ကဆိုရယ်ထို့သို့ကြည့်လိုက်အချိန်စိတ်ကြောင်းသားများစိတ်ကြောင်းနေတဲ့စိတ်အုပ်တအုပ်ကသူတို့လာနေတဲ့ကတ္တရာလမ်းပေါ်အထိတက်၍လာတယ်။ Driver ကလည်းကားဘရိတ်ကိုအသာနင်း၍အရှိန်လျှော့လိုက်တယ်။အဲ့ဒါဆိုတခြားလိုင်းပြောင်းမော့အေးငါမှစိတ်တစ်ထစ်နဲ့လိုက်လာရတာ။ဘာတွေစိတ်ထစ်နေတာတော့မဆေးရီမရဲ့အခုလည်းမပြောတော့ပါဘူးအေးတဲ့မျိုးသိရောက်မှပဲပြောမယ်တဲ့မိမကြီးကလည်းခက်လန့်လန့်အရှိစီမှစိတ်အုပ်ကို Driver နီးတူလှမ်းကြည့်ကပြောတယ်ထို့သို့ပြောနေရင်မှမိမကြီးမှာတစုံတစ်ခုကိုသတိရသွားဟန်နဲ့ရေဒီယိုအတန်ခဏတိုးပေးစမ်းပါတဲ့ဖျားစာလေးရွတ်ရှင်လို့တဲ့အခုတဲ့ Driver အပြောရဲ့ထို့သို့ပြောသည်နှင့်ချက်ချင်းဆိုသလိုမိမကြီး၏ခေါင်းမော်တွင်တင်ထားသောစလင်းဘက်အိမ်မှဇစ်ကိုဆွဲဖွင့်လိုက်တယ်တရုတ်ပြည်တို့တဲ့စလင်းဘက်အိတ်ဤတဲ့ဇစ်ကချက်ချင်းဆွဲမရအဲ့ဤအတွင်းပိုင်းရှိအဝိစာနှင့်ညှက်နေထို့ကြောင့်မိမကြီးဇစ်ကိုတအားဆွဲဖြုတ်နေရဲ့အရေးတဲ့ဇစ်အတွင်းညှက်နေသေးရဲ့အဲ့အတွင်းမှာအစကိုဆွဲထုတ်ရင်မိမကြီးအထိုလိုမကြညီးတွားပြီးသို့တော့မကြခဏဖြစ်နေကြမှုထင်၏မိမကြီးမှာထိုအခက်ခဲကိုအလွယ်လင့်တကူတဲ့ဖြည့်ရှင်းခဲ့တယ်အစကိုတဲ့ဇစ်ကြားမှာဖယ်ပြီးနှင့်ဇစ်ကိုသူ့လမ်းကြောင်းအတိုင်းအသာရှော့မွေ့သွားဇစ်ကိုနောက်တစ်ဆက်တစ်ကြိမ်တိတိကျကျဖွင့်လိုက်တယ်ဇစ်ပွင့်သွားသည့်နေ့တဲ့ကြော့ကဲ့သို့မွားစာကျဲနေတဲ့စလင်းဘက်အိတ်ထဲမှာအတွင်းပိုင်းတွင်ပေါ်လာသည့် Driver သည်ထိုမိန်းမကြီးခီးဆောင်အိတ်အတွင်းပိုင်းရှိရာပစ္စည်းများကိုလှမ်းမြင်သွားနှာခေါင်းရှုပ်သွားမိန်းမကြီးမူရာကသူ့ပစံအိတ်အတွင်းရှိတဲ့တဲမဲမဲငုံကြည့်နေတရမရှိတဲ့ရုပ်စာဘဲနောင်ထည့်ထားသော900တန်း200တန်း100တန်းဤပတ်စံအကျွေးမှာဘောင်းချဖြတ်ပိုင်းစာရွက်မြင်ပြဖြင့်ရေးဖြတ်ထားတဲ့စာရွက်ပါတာစီတမအာတီတက်ထရကဲ့သို့အင်္ဂလိပ်အကိုက်ခဲပြောက်စီများရှုစည်းဘူးစသည့်တိုလီမုတ်စာပစ္စည်းများအိတ်အတွင်းနေရတကြားမရှိထိုပစ္စည်းများမိမကြီးကကန်ဆောင်ထားပြီးဖျားစာကိုအတွင်းမှာရှာနေမိမကြီးအတွင်းအိတ်တွေနဲ့လက်ဘဝတတဖျားစာအုပ်ကိုတွေ့သွားသည်နဲ့သူ့ဘာသာသူအာရဝန္တာပြောလေထိုနောက်စာအုပ်ကိုထုတ်ပြီးအတွင်း၌ဖျားစာများကိုရွတ်ဆိုလေဒရိုင်ဘာကမိမကြီးဖျားစာရွတ်နေသည်ကိုမကြားကျင်အောင်ဆောင်၍လွှမ်းမိုးသရှင်ကိုဆက်၍ဆိုနေရဲ့သူဆိုနေတာဆော့ဆော့ကလိုအတန်သေးအတန်ညောင်နဲ့ဆိုနေတာတော့မဟုတ်ဘူးစိတ်ရုပ်အနီးသို့သူတို့ရောက်ချိန်လမ်းဘေးဘူတာရှုံမှာကျိန်တုပ်ကိုစီနဲ့ပစိုးကောင်းမှုရှုံထားတဲ့စိတ်ကြောင်းသားသားဖနှစ်ယောက်ရက်နေရဲ့၎င်း
တာဖာနှစ်ယောက်ကတဲ့ driver ဤလမ်းတွင်နေတူကဖြတ်သွားနေတာမြင်တွေ့နေကြမှုတို့တွေ့လျင်ပြုံးပြလိုက်ကြတခဏအတွင်းမှာပဲတဲ့ထိုနေရာကိုကျော်လွန်လာခဲ့ပြီးစိတ်အုပ်ကိုတဲ့ကြော်မတက်ခင်ကရှော့ခဲ့သောကား၏အရှိန်ကို driver ကပြန်၍မောင်းတင်လိုက်တယ်မကြသေးမိကတဲ့ပလက်အသစ်ဖြုတ်၍လဲလှယ်ထားတဲ့ကား၏လီဗာတန်ကခပ်ပြင်းပြင်းထွက်လာကားမှထွက်လာတဲ့အင်ဂျင်တန်ကိုနားထောင်ရင် driver ကကားမောင်းနေရင်သဘောကျသောဟန်ဖြင့်တယောက်တည်းကျေနပ်စွာပြုံးလိုက်တယ်ရေဒီယိုမှလွှင့်နေတဲ့သရှင်းသည်နောက်ထပ်တစ်ပုတ်ပြောင်းသွားတယ်လွှမ်းမိုးရဲ့သရှင်းနောက်ထပ်တစ်ပုတ်ထပ်လာတယ်သရှင်းမှာတမလွန်ရွာသူတဲ့မညစမ်းကြည့်ဆိုသည်စာသားပါဝင်တဲ့အခုတော့တဲ့ဗဇက်ရာဇဝင်တစ်ခုဖြစ်ပြီးတော့ကြံရက်ခဲ့တဲ့သရှင်းပဲဖြစ်တယ် driver ကသရှင်းစည်းစက်ကိုစိတ်ထဲကနေလိုက်မှတ်ရင်းအန်ကွက်အတွင်းနဲ့ထည့်ထားသောကွန်းရာထုတ်ကိုတဲ့ကွင်းရတရားလှမ်းယူပြီးတော့စားလိုက်တယ်ထို့နောက်အာဂရင်းနဲ့ငုံကားတဲ့ကားဤအရှိန်ကိုတိတိတသားမောင်းနှင်လာဆရာရေးတဲ့ကိုလောင်ကွေပါတယ်တဲ့ဟိုးဟိုးတဲ့ထိုအချိန်မှာတဲ့ကားမောင်းခန်းတွင်ရှိ driver ကြားအောင်နဲ့အော်ဟစ်ပြောလိုက်သောကတ်စပယ်ယာသည်အတန်ထွက်လာတယ်ထိုအတန်ကြောက်တဲ့ driver ၏မျက်လုံးများသည်တဲ့တရေတပတ်တွေ့သလိုပြူးကျဲသွားတယ်ထို့နောက်၎င်းသည်အယောင်ယောင်မှားဖြစ်တဲ့ကားဘရိတ်ကိုစောင့်နှင်းချလိုက်တယ်အရှိန်နဲ့မောင်းနေနေတဲ့အရှိန်နဲ့ရုတ်တရက်စောင့်ချလိုက်တဲ့ brake ကြောင့်လမ်းမပေါ်မှာတဲ့17ပေခန့်လျားတဲ့ကားဘီးရာတဲ့စွတ်ကြောင်းကြီးထင်းလာတယ် driver ခုံမှကပ်လျက်ထိုင်နေသောမိန်းမကြီးလည်းရှေ့သို့ငိုက်ကြသွားတယ်ပေါင်ပေါ်တင်ထားတဲ့သူ၏စလင်းပတ်အိတ်လည်းကားရှိအခန်းရှိတဲ့ရှစ်တင်တွင်ပြုတ်ကျသွားဖျားဖျားဟာတဲ့မိန်းမကြီးတန်မှထွက်လာသောမိန်းမကြီးသည်ထိုသို့ရေရွှင် driver ကိုတဲ့မျက်လုံးပြမျက်စံပြူနှင့်လှမ်း၍ကြည့်သူ့ကိုကြည့်နေပြန်တော့ driver ကပြုတ်တိပြုတ်ကြောင်နဲ့မျက်လုံးများနှင့်အကြည့်ချင်းစုံသွားတယ်ထို့နောက်သူတို့ကတဦးနှင့်တဦးစကားမဆိုဖြစ်ကြပဲကားနောက်အခန်းရှိရာသို့ပြိုင်တူလှည့်လိုက်ကြတော့ကားအခန်းနှင့်နောက်အခန်းကိုတဲ့တစ်ဆက်တည်းမြင်နိုင်စေရန်ပြုလုပ်ထားတဲ့အတွင်းမှန်ထဲကနေတဆင့်သူတို့မြင်လိုက်ကြရတယ်ဟိုင်းလက်ကားရဲ့နောက်အခန်းတွင်လိုက်ပါလာတဲ့ခီးသည်တရှို့ကပုံရိပ်များနှင့်ဖျို့ဖျဲဖြစ်နေထို့နောက်တိုယိုတာဟိုင်းလက်ကားလေး၏နောက်အခန်းတွင်အခြားခရီးသည်များနှင့်အတူကျွန်တော်လိုက်ပါခဲ့ခြင်းဖြစ်တယ်နောက်လာမယ့်အပိုင်း2ကိုတင်ဆက်ပေးသွားပါမယ်ရှင်ဒီနေ့ကတော့အပိုင်း1ကိုတင်ဆက်ပေးသွားတာပဲဖြစ်ပါတယ်အားလုံးကိုကျေးဇူးတင်ပါတယ်ရှင်